အားလုံးပဲမင်္ဂလာပါ shopping ဝယ်လေးရနေကြိုဆိုလိုက်ပါရရှင်ဒီတစ်ခါတော့လာအိုမှာရှိတဲ့တောင်နေကြားထဲကအရန်လှတဲ့မြို့လေးကိုရောက်ခဲ့ပါပြီသူကတော့ Van Vian က Top View Hotel လေးမှာတည်ခဲ့ပါတယ်မောင်တင်မြို့ခန်းလေးယူခဲ့တာဖြစ်တဲ့အတွက် view လေးကတော့အရန်လှပါတယ်ဒါလေးကတော့ညနေပိုင်း sunset အချိန်မှာမြင်ရတဲ့မြင်ကွင်းလေးပါဗန်ဗီယာဆိုရင်ဘောလုံးစီးရပါရာမော်တာစီးရခရက်ကင်းလောက်တာတွေ zip line စီးရတွေစတဲ့ activity လုပ်လို့ရတဲ့ tourist attraction မျိုးလေးတစ်မျိုးဖြစ်ပါတယ်ညနေဘက်မှာတော့နောက်ရက်တွေမှာ activity လုပ်ဖို့အတွက်တိုးလေးတွေလိုက်ကြည့်ရပေါ့နော်သူတို့နောက်ရက်လုပ်မဲ့ activity ကို exploring Lao tour service မှာအိုက်ခဲ့ပါတယ်Van Vian မှာလဲဖို့အတွက်သူတို့စီမှာ half day tours တွေလည်းရှိသလို full day tours တွေလည်းရှိရယ် half day ဆိုလို့ရှိရင်တော့$20လောက်ကစားရပေါ့နော် full day ဆိုလို့ရှိရင်တယောက်ကို$30လောက်ကနေစားရတယ်အဲ့ဒါမှမဟုတ်ဘူးကိုကြိုက်တဲ့ plan တိုင်း season ခိုင်းလို့လည်းရတယ်ပေါ့နော် tours တွေကိုဒီ Vian Tara ဆိုတဲ့ resort လေးကစပါးခွင်းကျယ်ကြီးနဲ့ဓာတ်ပုံရိုက်လို့ကောင်းတဲ့နေရာလေးဖြစ်လို့ Van Vian မှာဆိုရင်သွားတဲ့နေရာတွေကတစ်ခုပါဝင်ဖြစ်ပါတယ်ညဘက်တွေဆိုရင်လည်းဒီလိုမျိုးတဲ့လမ်းတစ်လျှောက်မှာ street food လေးတွေအဆုံးရှိပါတယ်ဒုတိယရက်မှာတော့ true activity လေးတွေစလုပ်ပါပြီသူတို့ကတော့ full day package ယူလိုက်တယ်ပေါ့နော်အဲ့တော့ပထမဆုံးတစ်ခုအနေနဲ့ zip line စီးပါတယ်zip line စီးဖို့အတွက်ကိုဒုတိယတစ်ခါအပေါ်တက်ရတာပေါ့နော်သူတို့ရွေးလိုက်တဲ့ zip line location ကတော့လေ8ခုတောင်စီးရတာပေါ့နော်သူတို့အစတော့ထင်တာကတစ်ခုတည်းပဲစီးရမယ်ထင်တာမဟုတ်ဘူးသူကတဆင့်ချင်းစီကိုသူက zip line 8ခုတောင်စီးရပါတယ်အဲ့တော့အရန်တက်ပါတယ်လို့သူတို့ကဒုတိယ activity အနေနဲ့ cave ရဲ့ Jupin ကိုရွေးခဲ့တဲ့အတွက်တိုးက Tam Cham ဆိုတဲ့ cave လေးကိုလိုက်ပို့ပါတယ်ချူပင်လောက်တဲ့အချိန်မှာတော့လေကိုစင်းလိုက်တဲ့ရေကအရန်ကိုကြည်ပြီးအေးနေရတယ်အဲ့တော့စိတ်ပါအရန်လန်းဆန်းသွားတယ်ရှင်တတိယ activity အနေနဲ့ကတော့ Blue Lagoon 3ကိုသွားခဲ့ပါတယ် Van Vian မှာက Blue Lagoon က1 2 3 3ခုရှိရယ်3ကတော့ photo အကျဉ်းနဲ့အဖြစ်ဆုံးပါမြို့တွေကသွားမယ်ဆိုလို့ရှိရင်တော့40 km လောက်တော့ရှိရယ်သူတို့ကတော့3ကိုပဲရွေးချယ်ခဲ့ပါတယ်နောက်ဆုံး activity လေးကတော့ kayaking လုပ်ခဲ့ပါတယ်။သူက3 km 5 km 8 km ရွေးလို့ရတယ်ပေါ့နော်။သူတို့ကတော့5 km ပဲရွေးခဲ့တယ်။ဒါပေမဲ့ guide ကအရန်သဘောကောင်းတယ်။အဲ့တော့သူက8 km ထိရအောင်သွားခိုင်းခဲ့ပါတယ်။နောက်နေ့ကျတော့လက်တောင်မမြောက်နိုင်တော့ပါဘူး။ဗန်ဗီယန်မှာဆိုရင်ဒုတ်တိုးဟော့ပေါ့ဆိုင်လေးတွေကလည်းအရန်ဈေးသက်သာပြီးစားလို့ကောင်းပါတယ်။တတိယရက်မှာတော့သူတို့ကပါရာမော်တာစီးဖို့အတွက်ကို plan ထားခဲ့ရပါတော့ဒါပေမဲ့တိုက်ဆိုင်ပဲသူတို့မစီးခင်ရှေ့တရက်မှာ accident တစ်ခုဖြစ်တယ်ပေါ့နော်အဲ့ဒီအတွက်ဒီပါရာမော်တာတွေဘောလုံးတွေကိုတစ်ပတ်လောက်မစီးဖို့အတွက်ကိုတားမြစ်ထားတယ်ပေါ့နော်အဲ့အတွက်သူတို့ကတော့မစီးလိုက်ရဘူးဒါပေမဲ့တိုးကတော့ refund တင်ပေးပါတယ်ပါရာမော်တာစီးရတွေဘောလုံးစီးရတွေကတယောက်ကို$50ဝန်းကျင်ပဲကျတာဆိုတော့အခြားနေရာတွေနဲ့ရှင်လို့ရှင်အရန်ဈေးသက်သာတယ်ပေါ့နော်သူတို့ကတော့ပါရာမော်တာမစီးခဲ့ရတော့ဒီဘောလုံးတွေလွတ်တင်တဲ့နေရာလေးကိုတော့ရအောင်သွားခဲ့တယ်ဘောလုံးတွေမရှိဘူးဆိုပေမဲ့နေရာလေးကအရန်လှတော့လေသူတို့ဓာတ်ပုံတော့ရအောင်ရိုက်ခဲ့ပါတယ်အိမ်ပြန်လက်ဆောင်လေးတွေဝယ်ချင်ရင်တော့ဒီလို night market လေးမှာဝယ်လို့ရပါတယ်ရှင်ဒီနေ့ကလည်းကဲခဲ့ပြီဆိုတော့ညဘက်ကို local bar လေးမှာလာအိုဘီယာလေးနဲ့ချိခဲ့ပါတယ်အရန်ချင်းကိုအပြန်တော့လေ experience လေးရအောင် bullet train စီးခဲ့တယ် ticket ကိုတော့ local tour တွေကဝယ်လို့ရတယ်လို့ travel service တွေကလည်းဝယ်လို့ရပါတယ်
ဒါကို China Railway ဖြစ်တဲ့အတွက်တရုတ်မုတ်လေးတွေတော့အကုန် try ကြည့်လို့ရပါတယ်ရထားပေါ်မှာလည်းဒီ snack counter လေးရှိရတဲ့အတွက်ဘိုက်စားရဲဆိုရင်မှစားလို့ရပါတယ်နောက်ဆုံးတော့ VN ကြီးကိုပြန်ရောက်ခဲ့ပါပြီ။သူတို့ခီးစဉ်လေးလည်းပြီးဆုံးသွားခဲ့ပါပြီ။အားလုံးပဲစိတ်ချမ်းသာကိုကျန်းမာနဲ့ကြံစီထားသမျှအောင်မြင်ပါစေလို့ shopping ဝင်လေးကနေပြီးတော့ဆုငွေကောင်းတောင်းပေးလိုက်ပါတယ်ရှင်။